Okay အားလုံးပဲမင်္ဂလာပါထုံးစံတိုင်းကျွန်တော်ကတော့အောင်မိုင်းပါ Okay ဒီနေ့ကတော့သူများတွေကတော့เนาะအကျွေစည်းနဲ့เนาะအကျွေစည်းနဲ့ရွှေဝယ်လို့ရတယ်လို့ပြောတယ်ကျွန်တော်ကတော့ဒီနေ့အကျွေစည်းနဲ့ Starbucks coffee ဝယ်တောက်မှာဖြစ်ပါတယ် Good thank you စင်းရတဲ့လူတွေကယာတန်တို့เนาะအတန်တွေကိုစိတ်ဝင်စားပေမဲ့လူချမ်းသာတွေဆိုတာကတော့သူတို့ဖန်နီเนาะတပြားချင်းကိုသူတို့စိတ်ဝင်စားတယ်သူတို့ collection လုပ်တယ်ဆိုတာလေးတွေကိုเนาะဘ ഹു တုတလေးဖြစ်စေချင်တယ်ဖြစ်နေเนาะ sharing ပေးချင်ပါတယ်မိတ်ဆွေအတွက်ပေါ့เนาะတခုခုကိုเนาะစင်ချင်းမိမယ်လို့ခွန်အားယူမိမယ်လို့ယုံကြည်ပါတယ်မျော်လင်းပါတယ်လို့ကြည်ကျွန်တော်เนาะအကျွေစည်းနဲ့เนาะ coffee ဝယ်တောက်တာဖြစ်ပါတယ်လို့ okay အကျွေးစင်းနဲ့လည်း coffee ဝယ်တောက်လို့ရပါတယ်